ကြီးရွာကြီးကျောင်းဆရာမကြီးမှာအဖွင့်မှာစကားပြောကြားပြပါရန်ယူသိလေးစားစွာပန်ကြားအပ်ပါခင်ဗျာဒီကနေ့ဇန်နဝါရီလ9ရက်နေ့2024ခုနှစ်ခြေပညာချက်တန်းကျောင်းစက်ပေါင်ကျောင်းဝင်းတွင်မှာပြုလုပ်ခဲ့ပထမအကြိမ်ရှိကပူဇော်ပွဲအခမ်းအနားကိုဖိတ်ကြားခြင်းခံရတဲ့အတွက်ကိုအခုလိုစကားပြောကြားခွင့်ရတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်လို့ပြောကြားရင်းနဲ့ကျောင်းသူကျောင်းသားဟောင်းများရောအဘရော့ခံဆရာကြီးဆရာမကြီးများအားလုံးကိုပါမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလည်းပါတယ်ရှင်ကျွန်မကတော့လို့အခြေခံပညာအထက်တန်းကျောင်းချက်ပေါင်မှာတာဝန်ထမ်းဆောင်နေတဲ့ကျောင်းဆရာမကြီးဒေါ်ကျင်ကျင်အောင်ဖြစ်ပါတယ်ရှင်ကျွန်မကပသိမ်လူတယောက်ပါဒါကြောင့်မလို့ဟောဒီပသိမ်ပညာရေးနေပြည်မှာကျွန်မကျင်လည်ခဲ့တဲ့အနှစ်30ကျော်အတွင်းမှာဟောဒီမှာခေမပေါ်မှာရှိနေတဲ့ဆရာကြီးဆရာမကြီးများကျွန်မနဲ့အတူတူလုပ်ဖို့ပဲအားဖြင့်ကိုဆရာကြီးတွေဖြစ်တော့တွေ့ဆုံနေကြတဲ့သူတွေများပါတယ်ဥပမာဖြင့်ဆရာကြီးဦးထီအောင်ဆရာမတော်ကြီးမြင့်သိန်းလို့ဆိုရင်ကံကြီးတော်အားထားတော့မှာအတူတူလက်တွဲပြီးလုပ်ခဲ့ကြတဲ့လုပ်ဖို့ကိုင်းပဲကြီးဖြစ်ပါတယ်အဲ့ဒီလိုပဲအနောက်မှာရှိနေတဲ့ဆရာကြီးဦးဆောင်ဝင်းဆိုရင်ဆရာမမူလာတိုင်းမြောက်ဘုရားမြင်းငါစိတ်မှာတာဝန်ကျစဉ်ကာလကဆရာကြီးတို့ကတွဲဖက်မှာလာပြီးတော့တင်နေဆရာကြီးတွေအဲကျွန်မအဲ့ဒီပညာဂျွန်ပညာသင်တဲ့အစားတော့မှသူတွဲပြီးလုပ်ခဲ့ပြီးနိုးခင်ဘာလာဥပါကျွန်မကကကြီးတောင်မျိုးတွေကိုအပြောင်းရွှေ့သွားပါတယ်ကျွန်မအပွဲမှာဆရာကြီးဦးဆန်းဝင်းကနှုတ်ဆက်စကားပြောဖို့အထက်ကြပါတယ်အဲ့တော့ဆရာကြီးကျွန်မကိုပြောခဲ့တဲ့နှုတ်ဆက်စကားလေးကိုကျွန်မကဒီကနေ့တည်းထိမှတ်မိနေတာပါဆရာမရဲ့ဒါတွေ့ရမှမကြသေးဘူးနှုတ်ဆက်ရတယ်ဆိုတော့ကျွန်တော်အတွက်ကတော့မချွမ်းမီကလွမ်းနေရတယ်လို့ဖြစ်နေပါပြီဆရာကြီးကကျွန်မကိုအဲ့ဒီလိုနှုတ်ဆက်ခဲ့ပါတယ်ဒါကြောင့်လို့ဆရာကြီးကိုလည်းကျွန်မဒီနေ့လေးထိမိနေပါသေးတယ်လို့ပြောကြချင်ပါတယ်ရှင်ဒီကနေ့နှစ်စာပိုင်းလေးမှာဆရာကြီးဦးကျော်လေးကကျွန်မကိုဒီမှာပထမအကြိမ်အာဆီယံပူဇော်ပွဲအခမ်းအနားကိုလုပ်တော့မယ်အဲ့ဒီတွေ့စူးစမ်းနေပါတယ်လို့ပြောတဲ့အခါအဲ့ဒီအချိန်လုံးလေးကကျွန်မဝမ်းသာပီတိအမတန်ဖြစ်မိပါတယ်ဆရာကြီးရဲ့ကောင်းသောအစီအစဉ်လေးဖြစ်တယ်ဒီနေ့ဖြစ်ပြစူးစမ်းပေးပါကျွန်မကတက်နိုင်တာရှိလို့ရှိရင်အခုညီပေးပါမယ်လို့ဆရာကြီးကိုကျွန်မကတာဝန်ခံခဲ့ဘူးပါတယ်ကျွန်မအစွမ်းကုန်ပေးတော့ကိုညီပေးပါမယ်လို့ပြောခဲ့ဘူးပါတယ်အဲ့တော့ဒီကျောင်းသားကျောင်းသူဟောင်းများပဲဖြစ်ဖြစ်ဆရာကြီးဆရာမကြီးများပဲဖြစ်ဖြစ်ဒီလိုအာဆီယံပူဇော်ပွဲအခမ်းအနားဖြစ်မှမဟုတ်ပါဘူးမဖြစ်ဘဲလို့ကျောင်းကိုတတိယတဲ့အခါမှာလည်းအတင်အားလို့ရပါတယ်နော်ကျမတို့လူတွေကငယ်စဉ်ဘဝမှာရုံးတန်းပြီးတာဝန်ကျရနေရမှာစွမ်းစွမ်းတမန်စူးစမ်းအားထုတ်ပြီးတော့ပညာသင်ကြားပေးကြရတဲ့လူတွေဖြစ်ပါတယ်အခုလိုအနားယူသွားတဲ့အခါနေတော့ကကိုလှူရှားခဲ့ရတဲ့နေရာလေးတွေကိုကျင်လည်ခဲ့ရတဲ့နေရာလေးတွေကိုအရိယာနေမှာပါပဲအားလဲအားသွားပြီးတွင်းစရာအချိန်တွေလည်းရှိလာပြီဆိုတော့ပုံပြီးတတိယပါအဲ့ဒီလိုမြန်တတိယလေးလို့ဒီเจ้าလေးကိုပြန်လာကျင်ခဲ့တယ်ဆိုရင်လည်းအချိန်ကြီးလေးလာပြီးတော့နေခဲ့ပါဦးလို့ကျွန်မကဆရာကြီးဆရာမကြီးများကိုဖိတ်ခေါ်ပါတယ်ဒီကနေ့အာဆီယံပူဇော်ပွဲဟာအတော်ကိုပြောစရာကောင်းပါတယ်ကျမတို့ဒီဆရာမကြီးတွေနေစဉ်ဘဝလုဖို့ကိုင်းတဲ့ဒီအချင်းကြီးကျောင်းတင်မှာဒီကျောင်းမှာဓာတ်အဲ့တူအစီအစဉ်ဆုံးဝေးလာလေးရှိတယ်အစင်မပြေလို့ဖုတ်တစ်ကလေးတွေရှိကောင်းရှိနိုင်ပါတယ်အဲ့ဒီလိုပဲကျောင်းသားကျောင်းသူတွေဟောဒီကျောင်းကြီးထဲမှာပြေးသွားစောကစားပြီးပညာလီယိုကြတဲ့အချိန်မှာစီကြီးတွေရှိကြလို့အစင်မပြေတဲ့အဖုတ်တစ်ကလေးတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းအရာလေးတွေကိုအခုအချိန်မှာပြန်ပြီးတွေ့ရတဲ့အခါပျော်စရာကြည်လူးစရာလွမ်းမောစရာအဖြစ်နဲ့ခံစားမှုတစ်ခုအရှုတဲ့အတိုင်းပဲကြံ့ရင်းခဲ့တာကိုတွေ့ရပါတယ်ဒီနေ့အခမ်းအနားကိုတက်ရောက်လာတဲ့ကျောင်းသူကျောင်းသားဟောင်းများကိုဆရာကြီးဆရာမကြီးတွေကိုကြည့်လိုက်ရင်ပီတိတွေဖြားပြီးနှစ်ဆလောက်ပို့ပြီးတော့လွတ်ပြိုသွားတယ်လို့တော့ခံစားရပါတယ်ဒီပြောချင်တာက
နောက်တော့လေဒီလိုအခမ်းအနားမျိုးကိုအမြဲတမ်းနှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ပေးနိုင်ပါစေဆရာကြီးဆရာမကြီးများလည်းချမ်းသာစွာနဲ့နောက်နိုင်သည့်အခမ်းအနားတွေမှာလည်းဒီလိုပဲလူဆုံးတက်ဆုံးလာရောက်ပြီးတော့ကြော့ခံနိုင်ပါစေလို့ဆုတောင်းပေးနေတဲ့ဒီလိုချုပ်ပါလေရှင်ဟုတ်ကဲ့ဒီနေ့ကြောရောက်လာကြတဲ့ကြောကန်ဆရာဆရာမကြီးများရောတော့ကြောကြတဲ့ကျွန်တော်တို့ရဲ့နောင်ကြီးတွေကိုဒီငယ်လေးတွေကိုစသည်ဘလိုကြားရတဲ့အကြောင်းလာဟောင်းနေအားလုံးပထမဆုံးအနေနဲ့ကျွန်တော်တို့မင်္ဂလာပါလို့ဥစွာပထမဂရုကာဝတက္ကသအနေနဲ့ကျွန်တော်နှုတ်ဆက်လာပါတယ်ဒီနေ့ကမင်္ဂလာရှိတဲ့ဒီလေးတနေ့လေးဆိုလဲမဟုတ်ဘူးတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ကိုယ်ပဲရဖြစ်တဲ့မြတ်ဗုဒ္ဓကနေပြီးတော့38ပြမင်္ဂလာတွေမှာပူဇာစပူဇာနေရနဲ့ဣတ္တမင်္ဂလာဗုဒ္ဓမန်ဆိုပြီးတော့ကျွန်တော်တို့ကိုဟောကြားထားတဲ့အနေနဲ့ဒီကနေ့ကကျွန်တော်တို့တကယ်ပူဇော်တဲ့ပူဇော်လိုက်တဲ့ကျွန်တော်တို့ရဲ့ဆရာဆရာမကြီးများကိုပူဇော်ကြတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဒီကမင်္ဂလာရှိတဲ့နေ့တစ်နေ့ဆိုတော့မမဟုတ်ဘူးเนาะတော့ဆရာကြီးကျော်မြင့်ကကျွန်တော်ကိုဒီကြော်ဝဲပြစ်လာရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပါဆိုပြီးကျွန်တော်တောင်းပေးပါတယ်ဆိုတော့ဒီကြော်ဝဲပြစ်လာတဲ့အကြောင်းရင်းတွေကတော့အရင်တော့ပထမဆုံးကျွန်တော်ရှိကိုရောက်လာတဲ့ message တွေဒါဒီအကြောင်းစုဟောင်းတွေကဒေါ်လေးခင်ဆိုရဖုံးဆက်ပါတယ်တို့ရမှာတဲ့အာဆီယံပူဇော်ပွဲလေးလုပ်ချင်တယ်ပေါ့နော်လုပ်ချင်တယ်ဒီဆရာဆရာမတွေကြောချင်တယ်ဆိုတော့ကျွန်တော်ရုပ်သားတော့ပြောပါမယ်သူပြောတဲ့အချိန်တုန်းကသူပြောတဲ့ဆရာဆရာမတွေကကျွန်တော်တို့သင်ကြားခဲ့တဲ့ဆရာဆရာမတွေမပါဘူးပေါ့နော်အဲ့တော့ဒေါ်လေးတို့လည်းတော့သိမဆိုင်လာပါလားပေါ့ဒါပေမဲ့တို့လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဝိုင်းတော့ပူပါပဲပေါ့နော်ဒါနဲ့ပဲကျွန်တော်တို့ဒီအစည်းအဝေးစလုပ်ကြတဲ့ခါကျတော့ဆရာကြီးကကျွန်တော်တို့ရွာတွေကဆရာကြောင့်တောက်တော့ပေါ့ဒီပြည်တော်ရေးကော်မတီလုပ်တဲ့သူတွေကိုကျွန်တော်ဖိတ်ပါတယ်ဖိတ်တဲ့ခါကျတော့ဆရာကြီးလုပ်ချင်တဲ့ပုံစံကကျွန်တော်တို့ CV လိုက်ကြီးပေါ့လေကျွန်တော်တို့ရဲ့ရောက်ကမတွေဦးတော်ကြီးတွေအဲ့လိုသင်ကြားခဲ့တဲ့ဆရာမကြီးတွေကစပြီးတော့ကျွန်တော်တို့တူမာလေးတွေသင်ခဲ့တဲ့ဆရာဆရာမကြီးတွေအထိပါသူတို့ကဒီချက်ပေါင်မှာသင်ခဲ့တဲ့ဆရာဆရာမကြီးတွေအကုန်လုံးကိုကြောမဲ့အနေထားလေးပေါ့နော်ကြောကန်တွေရောရောမဲ့စီတော့တော်အသက်ကြီးရောငယ်ငယ်ရောအဆုံးနေပေါ့နော်ဒါလိုကြောရည်ဆိုတော့ဒါပွဲကြီးတစ်ခုအနေထားနဲ့စီမံရမယ့်အနေထားဖြစ်သွားတာပေါ့ဖြစ်သွားတော့ဆရာကြီးကပြောလဲဆိုတော့တို့ပြင်ဆင်သွားတော့တဲ့အချိန်တွေမှာဝါတယ်တကယ်ကြီးနေစုံတဲ့အခါကျတော့သူစုံကျင်ကြတယ်ပေါ့စုံကျင်ကြဆိုဒီပွဲလေးလုပ်ချင်တယ်သူတို့ပဲအနေထားကတော့တို့ကြောကန်ပစ္စည်းရသည်ပစ္စည်းများသည်ပစ္စည်းစုံတွဲခြင်းနဲ့ဆိုတဲ့အနေထားလေးဆရာကြီးကတော့ကျွန်တော်ဘက်ကလည်းနည်းနည်းလေးတော့စိုးရိမ်တယ်ဘာကြောင့်လဲဆိုတော့ဒီလိုပွဲကြီးကတစ်ခါမှမလုပ်ခဲ့ဘူးသူတို့နေ့ပိုင်းစားလိုက်အာဆီယံပူဇော်ပွဲမျိုးလေးတော့လုပ်ခဲ့ပူကြတယ်လေဒီလိုပွဲမျိုးကြီးလုပ်မယ်ဆိုတော့ကျွန်တော်တို့ဘာမှအနေထားရပြစ်ပါမလားပေါ့ပြီးတော့ပြီးတယ်သို့တော့တကယ်ပူဆောင်ကြတဲ့ကျွန်တော်တို့ရဲ့နောင်တော်ကြီးတွေဘာကြီးမရှိလို့ဆိုရင်ပြောပါတယ်ကိုတင်ဝင်းကအာဆီယံပူဇော်ပွဲဘာမှအခြေကိုလုပ်ချင်ကြတယ်ဒီလိုစီစဉ်တို့လေးတွေသူတို့ထိုက်တဲ့ပမာဏတစ်ခုပြီးပူဇော်ကြောင်းမှုလုပ်မယ်ပေါ့နော်လုပ်မယ်ဆိုတာဆိုတော့အကုန်လုံးဝိုင်းလုပ်ကြတာပေါ့ဆိုပြီးတော့ပမာဝိုင်းအစမှာတော့နည်းနည်းလေးတော့အားရတဲ့သဘောလေးရှိပါတယ်နောက်ပိုင်းမှာကျတော့ကျွန်တော်တို့တကယ်လိုက်တဲ့ဆက်ဆက်ကြည့်တဲ့အခါကျတော့လေအစုံမှာပေါ့နော်ကျောင်းကောင်းလို့သူတို့ရဲ့စိတ်စေတနာလေးပေါ့နော်ဒီပမာဆုံးအနေထားရတော့သူတို့ဆန္ဒပေါ့ဒီဆန္ဒပေါ်မှာတော့ motivate လုပ်တဲ့ဒီစေတနာကံလေးရတယ်တော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရပါတယ်ဒီနေ့အနေထားကြည့်နေတာကျွန်တော်တို့ဒီတော်တော်အသက်ကြီးကြတယ်ကျွန်တော်ဦးကြီးတော်ကြီးဒီရွယ်တွေတော့လာပြီးတော့သူတို့ဆရာဆရာမကြီးကလာပြီးတော့ဒီပတိရပေါ့နော်ကျွန်တော်တို့ဘာလဲမှမလဲနိုင်တဲ့အရာတခုလည်းဖြစ်ပါတယ်နောက်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်ပတ်ကြားလို့ကတော့လာမဲ့အချိန်ဒီမှာလည်းဒီတင်မြောက်ရေးကော်မတီအနေနဲ့လည်းနောက်ပြီးတော့ဆက်လက်ပြီးတော့အင်အားတွန်းပေါ်လုပ်ပြီးတော့ဒုတိယအချိန်တတိယအချိန်တွေလုံးနိုင်ပါစေလို့လည်းကျွန်တော်ဆန္ဒပြုပါတယ်ဒီကနေ့လောက်ကြတဲ့အဖက်ပေါင်းဆောင်ပါပေါ့နော်ဒီတင်မြောက်ရေးကော်မတီမှာအားလုံးပူးပေါင်းပါဝင်ကြတဲ့လူအားလုံးကိုလည်းကျေးဇူးတူတီရှိပါတော့ပြောကြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးပါတယ်ကြွရောက်လာကြသောဆရာကြီးဆရာမကြီးများတော်တော်ကျိုးဖြင့်ယူသည်စွာနောက်ဥချီကိုကြောမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးရှင်ဆရာကြီးဆရာမကြီးများခင်ဗျာကျွန်တော်ဓမ္မတို့သည်ဖရာတရားကံကမိဘဆရာအ
အနာဂတ်